ဟုတ်ကဲ့ပါဒါတော့ the earlier the better စောလီကောင်းလီဆိုတဲ့ဟာရဲ့အယူအဆရဲ့ဒီလာယာတွေနောက်တစ်ခု context ပေါ့နော်ဆက်ရာပတ်သက်ရာနဲ့သိစရာမှတ်စရာတွေကိုကျွန်တော်အရင်ကတော့စာရေးမလို့ပဲဒါပေမဲ့မရေးတော့ဘူးဒါပေမဲ့ကျွန်တော်လွယ်ပဲပြောလိုက်တော့မယ်အဲ့လိုစဉ်းစားတယ်ပေါ့နော် post ကိုတော့ရေးရင်တော့ရေးပြအောင်မယ် post ကအကျဉ်းတော့ရေးထားတာပေါ့နော်အဲ့တော့ပထမဦးဆုံး the earlier the better လို့ခေါ်တဲ့ဒီ ideas ကဘယ်ကနေစပြီး originated ဖြစ်လာလဲပေါ့နော်ကျွန်တော်တို့အဲ့ဒါ googling လုပ်ကြည့်တယ်ဆက်ကြည့်တဲ့အခါကျတော့အဓိကတော့ neurosurgeon ဆီကနေလာတာပဲအုံနောက်ကိုခွင့်စိတ်ဖြာတဲ့သူတွေကနေဟိုအခြေတည်တယ်ပေါ့နော်အဲ့ဒီအခြေတည်တဲ့ဟာလည်းရှိကောင်းရှိလိမ့်မယ်ဟိုအဲ့လောက်ထိကျွန်တော်မလိုက်နိုင်တော့တာလည်းဖြစ်ပါပေါ့နော်ဒါကျွန်တော်လိုက်နိုင်တယ်လို့စဉ်းစားကြည့်ရပါအဲ့တော့ neurosurgeon နဲ့မှာဘယ်သူတွေလဲဆိုတော့ဒီ Wilder Penfield အဓိကပေါ့နော် Wilder Penfield တို့အဓိကဖြစ်လာတယ်အဲ့တော့အဓိကတော့သူကဒီအုံနောက်ထိခိုက်တဲ့သူတွေကိုကလေးလူကြီးခွဲခြားဆန်းစစ်ကြည့်လိုက်တဲ့အခါမှာဘာစကားရယူခြင်းအပိုင်းမှာကလေးလေးတွေကပို့ပြီးတော့ recovery ပိုမြန်တယ်အဲ့တော့ဒီမှာထောက်ဆဟုတ်ပြီနော်အဲ့တော့အဲ့မှာကျွန်တော်တို့တွေအရင်ခုနောက်ပိုင်းအရင် trendy ဖြစ်တဲ့ neuroplasticity ဆိုတဲ့ word စီလာတော့မှာ plasticity ပေါ့ဒါအုံနောက်မှာတွေ့ပြောင်းစွာပြင်ယူပြောင်းယူနိုင်စွမ်းရှိတယ်ပေါ့နော်ဥပမာတော့ပြတ်သွားတော့ပြန်ပြင်နိုင်တယ်မေ့သွားတယ်အဲ့ဒါကိုပြန်ပြီးတော့ပေါ်လောင်လုံနိုင်စွမ်းနေရှိတယ်အဲ့ဒါမျိုးပေါ့နော်ဒီညမှာမကောင်းတာကြီးကဘယ်လိုပြောရမလဲပြန်ပြီးတော့တရွေ့ပြန်ကောင်းလာတယ်ဒါမျိုးကို neuroplasticity ပေါ့နော်အဲ့ဒီခါကျတော့နောက်တစ်ခုသူကဆက်စဉ်းစားရတယ်ဆိုတဲ့နေရာမှာသူ့ရဲ့သူကနောက်ပိုင်းမှာသူကဘာဖြစ်လာလဲဆိုတော့သူကအရင်က neurosurgeon ပဲအဲ့မှာတော့နာမည်ကြီးတာပေါ့နော်နာမည်ကြီးတယ်အဲ့ဒီအနေမှာသူကပညာရေးရဲ့ bilingualism ဘက်ကိုကူးလာတယ်ကျွန်တော်တို့ second language ပိုင်းမှာလာမဲ့ idea ကိုသူစပြီး generate လုပ်မဲ့ဟာအဲ့ဒီမှာစတယ်သူကအဲ့ဒီမှာသူ advocate လုပ်တယ်ဘာတွေကိုတိုက်တွန်းလာလဲဆိုတဲ့အခါကျတော့ဒီearly learning ပေါ့နော်စောစီဘာသာစကားလေ့လာတာကပို့ပြီးတော့ better ဖြစ်တယ်ဆိုတာမျိုးတွေကိုသူကနည်းနည်းတက်တွန်ပြောလာတယ်နော်ပြောလိုက်တဲ့အခါကျတော့ဘာလို့လဲဆိုတော့သူကသူ့ရဲ့စဉ်းစားတဲ့ပုံစံကဘာလဲဆိုတဲ့အခါကျတော့ဒီသူတို့မှာအကန့်အသတ်ရှိတယ်ပေါ့နော် puberty ပေါ့နော်ဒီအရွယ်ရောက်တဲ့အထိပေါ့နော်ဒီအဲ့တော့အဲ့ဒီ puberty မဖြစ်ခင်အထိနော် puberty အထိအတိုင်အောင်ကျွန်တော်တို့ခုနကပြောတဲ့အုံနောက်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကဒီဘာသာစကားရယူမှုပိုင်းမှာပိုကောင်းတယ်လို့သူတို့ယူဆတယ်အဲ့တော့နည်းနည်းတက်ကြည့်သွားရင်မဟုတ်တော့ပေါ့ဗျာဟုတ်ပြီနော်အဲ့ဒါသူတို့ရဲ့ shoot out တနည်းပြောရင်တော့ယူဆချက်ဖြစ်မှာနော်အဲ့တော့အဲ့ဒီကနေမှနောက်တစ်ခုကျွန်တော်တို့ဘယ်ကိုရောက်လာမလဲဆိုရင်ဒီEric Landenborg ဆိုတာမျိုးရောက်လာမယ်ဟုတ်ပြီနော်အဲ့တော့ तू ကကျတော့သူကတခုပိုကောင်းတာက तू က neurologist လည်းဖြစ်တယ် linguist လည်းဖြစ်တယ်ဟုတ်ပြီနော်အဲ့မှာကျွန်တော်တို့စပြီအဲ့တော့ကျွန်တော်တို့ခုနကပြောတဲ့ဟာရဲ့ဘယ်လိုပြောရမလဲကျွန်တော်တို့အမြဲတမ်းပြောကြတယ်လေဗာလဲ critical period hypothesis ဆိုတဲ့ဟာလေ CPH ပေါ့အဲ့ဒီ CPH ရဲ့ parking လို့ပြောလို့ရမယ် तू ကအဲ့လိုပဲအဲ့လိုလည်းရောက်လိုက်ပေါ့နော်အဲ့တော့သူအစပြီးတော့တိတိပပပြောပြီးဘာသာစကားတစ်ခုကိုရယူတဲ့နေရာမှာဟုတ်နော်ရယူတဲ့နေရာမှာသူတို့ကကျွန်တော်တို့ခုနကပြောရဲပေါ့နော်အသက်2နှစ်လောက်ကနေစပြီးတော့ puberty မှာအဆုံးသတ်မယ်အဲ့မှာဇလန်းဆုံးသတ်မယ်ဆိုပြီးတော့လုပ်လိုက်တယ်နော်အဲ့တော့သူတို့ပြောတဲ့သဘောတရားဘာဖြစ်နေလဲဆိုတော့ neuroplasticity ဆိုတာဟာငယ်တုန်းမှာပဲ strong ပို့ဖြစ်တယ်ပေါ့ငယ်တုန်းမှာပဲပို့ပြီးအားကောင်းမယ်ပေါ့ဒါအတန်အသင့်လက်ခံနိုင်ကြတယ်ကျွန်တော်တို့တစ်ဖက်ကဒီ parenting ဘာညာစာတွေမှာပါတဲ့အကြောင်းတရားတွေပေါ့နော်ဒီ Alison Gopnik တို့ပြောတာ ਨੇ ဆိုရင်လက်ခံနိုင်စရာအကြောင်းရှိပါတယ်ဒါပေမဲ့လည်းပြဝမမှန်ကန်ကန်เนาะမဟုတ်နေဘူးအဲ့တော့သူတို့ပြန်ပြီးတော့ချုပ်လိုက်မယ်ဆိုရင်စောစီသိရင်အုံနောက်ကဘာသာစကားဆိုင်ရာကိစ္စတွေကိုစွဲယူစုပ်ယူပြင်ယူနိုင်စွမ်းပိုကောင်းမယ်အဲ့တော့နောက်တစ်ချက်သူတို့ဘာတွေထပ်ထည့်ပြောလဲဆိုတဲ့အခါကျတော့ဘာတွေတော့ကျွန်တော်တို့ကထပ်ထည့်ပြောလဲဆိုတော့ပို့ပြီးတော့ဒီ fluency ဘိုင်းဆိုင်ရာတွေမှာပို့ပြီးတော့နှောင့်နှေးကြောက်ကြမှုမရှိဘူးပေါ့ပြောချင်တာကတော့ native speaker တွေလိုပဲငယ်ကလေးကပြောနိုင်စွမ်းရှိတဲ့ကလေးလေးတွေပို့ပြီးဖြစ်လာမယ်ပေါ့နော်အဲ့လိုမျိုးနားလည်မှုမှာအဲ့လိုပို့ပြီးလာမယ်သူတို့ယူဆကြတယ်ဒါပေမဲ့ခုနောက်ပိုင်းသူတေသနာပညာရှင်တွေကတော့အဲ့ဒီကိစ္စကိုအဲ့လိုမပြောတော့သူတို့ပြောတာကလုံးဝကြီးညင်းပဲလို့တော့မရဘူးဒါပေမဲ့လေအရွယ်ရောက်ပြီးသားသူတွေဒိုဒီမဟုတ်လူကြီးတွေတောင်မှဘာသာစကားအသစ်တွေကိုသင်ယူနိုင်စွမ်းဘာသာစကားအသစ်တွေကိုရယူနိုင်စွမ်းပိုရှိတယ်နော်ရှိတယ်အဲ့တော့အဲ့နှစ်ခုနိုင်ရှင်မယ်ဆိုဘယ်သူကပူတာလဲဆိုတာမျိုးကအတားကြအားနေချက်အပြိုင်ဆိုင်ရှိမယ်လို့ခုနကယူဆတယ်အဲ့တော့ခုနကပြောသလိုပေါ့နော် fluency ဘိုင်းမှာတော့ the earlier the better ဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်နိုင်နေပြီမဲ့
เนาะကျွန်တော်ဒီဘက်ကဒီတနည်းပြောရင် grammar ဆိုင်ရာအကြောင်းတရားတွေဒီ cognitive ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စတွေမှာဆိုရင်တော့ကြီးတဲ့သူတွေပိုကောင်းမယ်လို့သူတို့ယူဆတယ်နော်နောက်တစ်ချက်ထပ်ပြီးတော့ crush တက်ထည့်တာကြောင့်ဘာထပ်တယ်လဲဆိုတော့ဒီ filter တွေပေါ့ရေးစစ်ပေါ့အဲ့တော့ကလေးတွေကဘာလို့ဒီ fluency ဘိုင်းပိုကောင်းတာလဲပေါ့နော်သူရဲ့ရေးစစ်ကနည်းနည်းကျဲတာပေါ့ဟဲ့လားအဲ့တော့ low filter လို့သုံးလားမသိဘူးကျွန်တော်အတိအကျတော့မသိတော့နော်ဟဲ့လားအဲ့တော့ရေးစစ်ကကျဲတာပေါ့ရေးစစ်ကကျဲတဲ့ခါကျတော့သူကရေခက်ပြီးထည့်လိုက်ရင်တနည်းပြောရင်တော့အများကြီးရတော့တာပေါ့နော်ရေစစ်ကကျဲတော့ခါကျတော့ရေစစ်ထည့်လိုက်ရင်အများကြီးပဲရသွားတာပေါ့ဟိုကောင်ကတော့ရေစစ်ကထူတယ်ပိတ်တယ်ဆိုတော့အဲ့အပေါ်ရံမှာတော့တင်နေတာပေါ့နော်အဲ့တော့ဘာလို့ထူတဲ့ filter က affective filter တွေကဘာလို့တော့ထူပိတ်နေရလဲဆိုတော့ stress တွေပိုများလာတယ် shy ဖြစ်တာတွေကြောက်တာညွန့်တာတွေပိုများလာတယ်မှားမှာစိုးတာတွေဒီကျွန်တော်တို့ဒီအသက်ကြီးရင်လာတဲ့လက္ခဏာတွေကိုပြတာပေါ့နော်ဒီနည်းပြောရင်တော့အဲ့ဒါဟိုကျွန်တော် brain နဲ့ပြန်ဆက်ဆက်မယ်ဆိုရင်ဒီ executive function skills တွေပိုကောင်းလာတာကြောင့်လေကျွန်တော်တို့ခေါင်းက govern လုပ်တဲ့အပိုင်းတွေလည်းပါမှာပေါ့နော်ဟိုမှားတော့သိမကြိုက်တော့ဘူးကျွန်တော်တို့မှာရှိပြီးသားဖြစ်တဲ့ knowledge ကိုကျွန်တော်သုံးချမယ် exploit ပဲလုပ်ချင်တယ် explore မလုပ်ချင်တော့ဘူးအဲ့ဒီ prefer mode တွေကြောင့်လည်းပါကောင်းပါမှာပေါ့နော်အဲ့ဒါတွေကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့အဲ့ဒီ affective filter ပေါ့အဲ့ဒီ filter ကြီးရေးစီကြီးစစ်ချလိုက်တဲ့ခါကျတော့ကလေးတွေကကျတော့အဲ့ fluency ဘိုင်းမှာပိုတာဝရတယ်နော်ဒါပေမဲ့ခုနပြောသလိုပဲ cognitive tools တွေဖြစ်တဲ့တူတွေလိုအပ်တဲ့ဒီ grammar လိုမျိုးsense တွေဘိုင်းမှာတော့ကျွန်တော်တို့ဒီအကြီးတွေကပိုတာလိမ့်မယ်လို့တချို့တွေကယူဆကြတယ်ဒီသူတည်တနာတချို့ကလည်းဆိုရပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကthe earlier the better ဆိုတာ solid ကောင်းလေဆိုတဲ့ဟာကအဲ့ဒီထဲမှာပြောထားတဲ့အပိုင်းတွေအကုန်လုံးကကျွန်တော်တို့ကဒီ learning conscious learning ကိုပြောနေတာမျိုးမဟုတ်ဘဲနဲ့ second language acquisition ကိုပြောတာပဲသာဖြစ်တယ်နော်တီတီပါပါဂါဂါနာနာ consciously learn လုပ်ရမှာမဟုတ်ဘူးကျွန်တော်တို့ second language acquisition ဆိုတာက subconscious ဖြစ်ရမှာ conscious မဟုတ်ဘူး conscious အစင်မဟုတ်ဘူး subconscious ဖြစ်ရမှာနော်အဲ့တော့မိခင်ဖခင်ကဘာစကားတွေနှစ်မျိုးသုံးမျိုးပြောနိုင်တဲ့မိခင်ဖခင်တွေလားကို society မှာကိုကနှစ်မျိုးသုံးမျိုးပြောနေရတဲ့ society မှာရှိနေတဲ့သူတွေလားဒါမျိုးဆိုရင် subconscious ဖြစ်တယ်အဲ့လိုမဟုတ်ဘူးမိခင်ဖခင်ကမြန်မာလိုပဲပြောနိုင်စွမ်းရှိတယ်ကလေးကိုအင်္ဂလိပ်စာတက်စီခြင်းတယ်ဒါဆိုရင်တော့ကျွန်တော်တို့က learning ဖြစ်သွားပြီဟုတ်ပြီနော် learning ဖြစ်သွားပြီ acquisition မဟုတ်တော့ဘူးဒါပေမဲ့အဲ့အောင်မှာ acquisition ဖြစ်စေခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့ပတ်စံငွေကြီးတက်နိုင်တယ်ဆို international preschool လိုဟာမျိုးတွေပို့လိုက်မယ်ပို့လိုက်ပြီးတော့ဟာလာနိုင်ငံသားတွေနဲ့ရဲ့ဒီတနည်းပြောရင်တော့ဘယ်လိုပြောမလဲ listening နားထောင်တဲ့ input တွေရယူပြီးတော့ naturally ဖြစ်အောင်လုပ်တာမျိုးဆိုရင်တော့ဒါက acquisition ဘယ်လိုပြောရမလဲနောက်တစ်ခုပေါ့နောက်ထပ်ပုံစံတစ်ခုပေါ့ဟုတ်ပြီနော်အဲ့တော့ learning ဆိုတာတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့တိတိကျကျကကနာနာတိတိပပနဲ့စနစ်တကျကြီးနဲ့ကျွန်တော်တို့သိချာ learning လုပ်ယူရတာเนาะအဲ့ဒါကကြတော့ကျွန်တော်တို့ကဒီ solely ကောင်းလေဆိုတာကိုကျွန်တော်ဒီနောက်ခံ context တွေလာရတွေမပါဘဲနဲ့ပြောနေတာမျိုးကကျွန်တော်တို့သင်ကြားရေးရောနောက်တစ်ခုနားထောင်လက်ခံကြမယ်မိဘတွေဆရာမတွေအတွက်မှာပါဒါကအရေးကြီးတယ်လို့ကျွန်တော်ထင်တယ်နော်အဲ့တော့ဘာလို့ရေးကြည့်ရလဲဆိုတော့ကျွန်တော်တို့ educational ပညာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်စောတိုင်းမကောင်းဘူးနော်စောတိုင်းကောင်းရင်ကောင်းတယ်လို့ပြောတဲ့ early childhood education မှာတောင်မှ early childhood education ရဲ့အနှစ်သာရပြည့်ပြည့်ဝဝကိုသိထားတဲ့တကယ်လက်တွေ့ကျင့်သုံးနိုင်တဲ့ဆရာမများဦးစီးတဲ့မူဂျူလူအရာမျိုးကိုကလေးကတက်ရောက်တာမျိုးမှတကယ်တမ်းက earlier the better လို့ကျွန်တော်ပြောကောင်းပြောလို့ရမှာနော်ဒါတော့မှတိတိပပလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ပညာရေးဟာတူတယောက်ဘယ်လိုပြောရမလဲအရန်တည်တန်းဆန်တယ်လို့ကျွန်တော်တို့နောက်ပိုင်းဖြည်းဖြည်းနဲ့မြင်လာတယ်နော်ဟုတ်လားဘယ်လောက်ပဲ mass ထဲမှာပဲထည့်ထားတာ तू ကတည်တန်းထွက်တာပဲတည်တန်း pattern တွေနဲ့ထွက်တာပဲအဲ့ဒီဘောပေါ့နော်တည်တန်းပဲသွားကြတာပဲ individual သဘောဝါဆောင်တာပေါ့နော်အဲ့ခါကျတော့ပြချင်တာက earlier the better လို့ပြောရင်ကျွန်တော်တို့ solid ကောင်းလေလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ context တွေထည့်ဖို့လိုတယ်နော်အဆက်တွေထည့်ဖို့လိုတယ်ဒါဟာ acquisition လား learning လားဆိုတာသိချာပြောဖို့လိုတယ်ဟုတ်ပြီနော်ဟဲ့လားနောက်ငယ်ကလေးတွေကပိုပြီးသိယူနိုင်တယ်ဆိုတာမျိုးကိုလည်းကျွန်တော်တို့ကဘယ်လိုသိယူမှုမျိုးလဲ learning ကိုပြောနေတာလားဆိုတာမျိုးလည်းကျွန်တော်တို့ခွဲခြားဖို့လိုတယ်ဟဲ့လားနောက်ပြီးတော့ဒီ older students တွေပေါ့နော်အသက်ကြီးရင်သွားတဲ့ကလေးတွေကမသိနိုင်ဘူးလို့ကျွန်တော်တို့ယတိပြက်ပြောဖို့ဟုတ်ပြီနော်ဟဲ့လားဘေးပညာရှင်ကမှယတိပြက်ညှင်းပယ်ထားတာမျိုးလုံးဝမရှိဘူးနော်ပြီးတော့နောက်တစ်ချက်စဉ်းစားစရာကိုရှိတာကပညာရှင်အများသတ်မှတ်ထားတဲ့ optimal age ပေါ့နော်ဟဲ့လားအကောင်းဆုံးအသင့်ဆုံး
ဟုတ်ပြီနော်အဲ့ဒါတင်းလျောက်ပတ်တဲ့အရွယ်ဟာ9နှစ်10နှစ်ဝန်းကျင်နေလို့ကျွန်တော်အများစုသတ်မှတ်ကြတယ်အဲ့ဘာလို့အဲ့လိုသတ်မှတ်တာလဲဆိုတော့ကျွန်တော်လိုက်ဖက်ကြည့်တဲ့အခါကျတော့မိခင်ဘာသာစကားအခြေကျတဲ့အရွယ်နော်ဘာသာစကားဆုံးရှုံးမှုတွေမဖြစ်နိုင်တော့တဲ့အရွယ်လို့သူကပြောကြတယ်9နှစ်10နှစ်ပေါ့နော်9နှစ်10နှစ်7နှစ်အဲ့ဝန်းကျင်လေးပေါ့အဲ့ဒါကြောင့်မလို့သူတို့အဲ့ဒီဟာဒီဒုတိယဘာသာစကားတည်ယူဖို့ရာတင့်တဲ့အရွယ်လို့အဲ့လိုသတ်မှတ်တဲ့ကျွန်တော်တို့စာတန်းနေနောက်အဲ့လိုသတ်မှတ်တဲ့ဒီအဆိုတွေလည်းကျွန်တော်တို့ရှိတယ်ဟုတ်ပြီနော်နောက်တစ်ချက်ပို့ပြီးကောင်းတာတစ်ခုကတော့လူတိုင်းဟာမိခင်ဘာသာစကားချီငန်တီပပကျွမ်းကျင်ရှိနေတဲ့နဲ့မိခင်ဘာသာစကားဆိုင်ရာစောင်းပါစာတန်းစာရီလည်းကျွန်တော်တို့မမြဆဆဖတ်ဖို့ရလိုမယ်လို့ကျွန်တော်တို့ထင်တယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေမိခင်ဘာသာစကားကအခုချိန်ထိအပြည့်ဖြစ်နေတော့မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘယ်သူဆိုတာကျွန်တော်တို့မိခင်ဘာသာစကားကပြနိုင်တယ်ကျွန်တော်တို့ရဲ့ရင်းမြစ်ကျွန်တော်တို့ရဲ့လာယာကိုလည်းမိခင်ဘာသာစကားကပဲပြနိုင်တယ်ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကလည်းဒီဘာသာစကားတွေယဉ်ကျေးမှုတွေနဲ့ဆက်ဆက်နေတော့မှာပဲနော်အဲ့ခါကျတော့ဒီနေ့ပြောတာတော့နည်းနည်းရှည်သွားပြီစောလေးကောင်းလေးလို့ပြောရင်စဉ်းစားကြည့်ပါဘယ်ချင်းတွေကိုစောတာလဲဘယ်ချင်းတွေကကောင်းတာလဲဆိုတော့ကျွန်တော်ပြန်စဉ်းစားကြည့်ပါလို့ပြောကြရင်တော့ကျွန်တော်ကတော့ဒီကုန်းချုပ်ပါပြီနော်အဲ့တော့ညင်တဲ့သူရှိရင်လည်းကျွန်တော်တို့ comment မှာလာညင်ပါနော်ဒါတော့ပါပဲခင်ဗျာ